hello အားလုံးမင်္ဂလာပါအာဂါလက်ထရောနစ်ကနေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်အေးတို့အာဂါလက်ထရောနစ်ကိုပေါ့နော်အစင်လာမပြတ်ဝေအားပေးခဲ့ကြတဲ့မိဟောင်းမိတ်တွေကစတမာကြီးတွေအတွက်အကျိုးရှိစေမယ်ပေါ့နော်ဒုစီစဉ်လေးတစ်ခုပြုလုပ်ထားပါတယ်အဲ့ဒီအစီအစဉ်လေးကဘာလဲဆိုလို့ရှိရင်ပေါ့နော်အခုလိုမျိုးမိုးရာသီမှာမိုးလျှော်စားကဆိုလို့ရှိရင်အင်ရှင်မတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းလေးလည်းဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့ official Randy 3ရပါတယ် Samsung Fully Auto 7.5 kg ကိုအထူးသေးနှုန်း7,9,500ကျပ်နဲ့အလုံး20အတိအဒါလည်းမကသေးပဲနဲ့ High Semi Auto 9 kg ကိုလည်းအထူးသေးနှုန်း6,6,500ကျပ်နဲ့အလုံး20အတိအောင်ချပေးမှာပဲဖြစ်ပါတယ်တကယ်လိုအပ်တဲ့သူတွေအတွက်ဆိုလို့ရှိရင်အမြန်ဆုံးလာရောက်ဝယ်ယူအားပေးကြဖို့အေးကနေပြီးတော့ဖိတ်ခေါ်ပါတယ်ရှင်။နောက်အေးတို့အာဂါလက်ထရောနစ်ဆိုင်ရာဆိုလို့ရှိရင်အကောင့်ဆုံးဝန်ဆောင်မှုအစိုးရဆုံးဈေးနှုန်းနဲ့ရောင်းချနေတဲ့အပြင်မှာအခုလိုမျိုးစီစဉ်လေးကိုလည်းမကြာခဏပြုလုပ်ပေးမှာဖြစ်တဲ့အတွက်အေးတို့အာဂါဆိုင်ရဲ့ Facebook page TikTok ကိုလည်း like and follow လေးလုပ်ဖို့မမေ့နဲ့ဘူးနော်။ဒါလို့ပေါ့နော်ကိုကအချိန်ရလို့လာရောက်ဝယ်ယူအားပေးနေတဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းအေးတို့ဆိုင်ရာလိပ်စာမမတ်လေးမြင်းဆောင်နဲ့ဇေယော်လန်းထိတ်တဒုမာလမ်းမကြီး14ရက်ကွာတောင်းစွာပါမြို့နယ်ကအာဂါလက်ထရောနစ်ပဲဖြစ်ပါတယ်ဗျ။ဒါလို့ပေါ့နော်ကိုကအချိန်မရလို့လာရောက်ပြီးမွေးနိုင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းဒီလိုအာဂါဆိုင်ရဲ့ပေါ့နော် Facebook page TikTok Messenger အနေဖြစ်စေ Viber ဖုန်းနံပါတ်ဖြစ်တဲ့0942108008အားဖုန်းနံပါတ်တော့အောင်ဆိုလို့ရှိရင်လည်း0942108010ကိုလည်းဆက်သွယ်မြင်ပြီးတော့ဝယ်အားပေးလို့လည်းရပါတယ်ဗျ။ဒီလိုအာဂါလက်ထရောနစ်ဆိုင်ကနေပြီးတော့ဒီတောင်းကလာမြို့နယ်အတွင်းမှာဆိုလို့ရှိရင် delivery fee ဝန်ဆောင်မှုအနေနဲ့လည်းပို့ဆောင်ပေးပါတယ်ရှင်။ဒီမှာစနေလေးဖြစ်ပါစေ။